ဘောအချင်းတို့လောဘုံဘုံအသုံးကြီးသောပုဂ္ဂိုလ်ဒီလောဆင်းရဲဘုံကြီးရာကြတော့လည်းဘုံကြီးသောပုဂ္ဂိုလ်ဒီလောဆင်းရဲဒီမဲ့တော့သိမှုပြီးပြန်နေတယ်ရက်ကငါသွားပြချင်လို့သွားကမကောင်းဘူးအင်္ဂါကလေးတွေတတ်ထားတယ်အဲ့ဒီအင်္ဂါကလေးနဲ့ဆွစားရင်ပါဇက်တဲ့လေချောင်းနဲ့ပါပါမှာဆိုလို့ဒါပဲသတိထားတယ်ဒီလိုလည်းနည်းနည်းဒီဟိုတင်းပြည့်နေပဲဟိုခတ်စောစောပြနေတာဗျာဒီလိုလည်းမှန်ပါဒီမဲ့တော့တမို့လာလည်းတော့ကြားနေဦးမယ်လို့ပြတမို့လာလည်းကြားနေဦးမယ်လို့မကြောက်အောင်လုပ်တာလည်းမကြောက်ပါဘူးတော့မကြောက်အောင်တော့နည်းနည်းလေးလုပ်ပြီးတော့မကြောက်ပါဘူးဗျာဟိုတေပါသိန်းဆိုရင်တော့မကြောက်ပါဘူးလူရင်းကျုပ်ပေါ့နော်မှန်ပါနည်းနည်းဟိုလေးမေးပြီးကာယကံရှင်ကိုမင်းကတေပါသိန်းလားအုပ်စုသိန်းလားဆိုတာအုပ်စုသိန်းရင်ကာလဟိပါသိန်းရမယ်ဗျာမလုံးနဲ့လို့အုပ်စုကကာလဟိပါပါတာကိုဟုတ်တော့ဒီကာလဟိသွားသိန်းလို့ဘယ်ရမလဲအရေးတော်စိုက်မှာမဟုတ်ဘူးတအားမောင်းနေတာကာလမားတွေကတအားမောင်းတာကျမ်းပါသိရောပါဗျာဟုတ်ပါဗျာအောက်ဆရာတော်ကြီးကကြောက်ကြောက်ဗျာဟင်္ဒရာဘယ်မှာလဲစင်ကူမှာဗျာသူကဒီနေ့အမိစင်နောက်တော့တော့လာမပြန်သေးရဗျာဟုတ်လားအဲ့ဒါပါဟောဒီကပြန်လာပြီအမိတစ္ဆပါတယ်လေဟုတ်တယ်ပါမတက်ဘူးလားတက်မှာမဟုတ်ဗျာဟိုကမ္ဘောဒီးယားရောက်ဒီရနေရောက်တယ်ကမ္ဘောဒီးယားလားမလေးရှားလားဟိုစင်ကူကနေပြီးကမ္ဘောဒီးယားဟိုရနေခဏကြောက်တယ်ဟိုဟင်္ဒရာတော့အခါတော့ကြောက်ပြီသူ့ဟာလူတွေကလာပြောတယ်